ဆိုရင်ကျွန်တော်တို့တဘာဝမင်းသားကြီးတွေအဖွဲလေကွန်းအောင်ကြောက်ပြောင်ကိုတွားနေပါပြီလေကွန်းအောင်မှာမနေ့ကတော့တွားများတာငကျင်းနေတအားအုံနဲ့ပွဲလို့တွားများပါဖြစ်ပါတယ်စိတ်ကံတောင်ရောက်ပါပြီပေါ်လောက်စိတ်ကံသားကနေကျွန်တော်တို့အောက်ကိုကားထားပြီးတော့ရှင်းမှာဖြစ်ပါတယ်ဟိုမှာလေသမားကတော့စောင့်နေပါပြီဦးဆန်းဝင်းကားတော့ဒီနားထားခဲ့ပြီဒီနားထားခဲ့ပြီးတော့ကျွန်တော်တို့သွားမှာဖြစ်ပါတယ်ရေဝဲနေရဖြစ်ပါတယ်အခုဆိုရင်လေတွင်းနေဖြစ်ပါတယ်ဒီမှာဆိုင်လေးတွေမှာတိုင်ပြီးတော့အေးစေးငါများမယ်ဆိုလဲစစ်ပြေးပါတယ်ကောင်းမလေးနဲ့လာဒိတ်ကျင်လဲစစ်ပြေးပါတယ်ဒီလိုလေးကိုယ့်ရဲ့အပေါင်းအသင်းတွေနဲ့ဒီလိုလေးတန်းပြေးထွက်လို့လည်းရပါတယ်ဒီလေးနဲ့ဒီဟာလေးတောက်ရင်းနဲ့အေးစေးကျွန်တော်တို့အခုမြားမဲ့နေရာကစစ်တောင်းမြေအစပါခင်ဗျာဒီနေရာအခုဆင်းပြီးတော့စစ်တောင်းမြေထဲမှာဆုံးသွားတဲ့စစ်တောင်းမြေအစမှာကျွန်တော်တို့မြားမှာဖြစ်ပါတယ်စစ်တောင်းမြေအစပါဒီအောက်ကိုဆုံးသွားတော့စစ်တောင်းမြေထဲကိုရောက်ပါပြီစစ်တောင်းမြေအစမှာကျွန်တော်တို့မြားမှာဖြစ်ပါတယ်ငါတက်ချင်းဖြစ်တဲ့အတွက်ငါတွေအရင်တက်နေရပြောလို့ကျွန်တော်တို့ငါဒီလားငါတက်ရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရေကြပေါက်မှာသွားမြားမှာဖြစ်ပါတယ်ဒီကွင်းနားမှာမြတ်မှာဖြစ်ပါတယ်အာဆောင်းရမိုက်ပါတယ်ခဏအရန်လေးမိုက်ပါတယ်တို့တို့တဘာဝမင်းသားကြီးတွေဒီလိုရေကြပေါက်ရေကွင်းနားမှာမြတ်မှာဖြစ်ပါတယ်နေတော့အရန်ကိုတောက်ပါတယ်စုကင်းကြီးရဲ့ကားမိုက်ပါတယ်အေးစိတ်တွေပဲကွာပြိုးနေရောက်နေကြတယ်ဒါရင်းစီတော့နေရာလေးပါရန်ကိုလာပါတယ်မိုက်တယ်ခင်ဗျာကျွန်တော်တို့အရင်ကမိုက်ပါတယ်ရေတကုံမှာရေတကုံရောက်နေတယ်တို့အခုဒီနားမှာတီးမှာဖြစ်ပါတယ်ဖျက်တော့ပြစ်မယ်အစာကောက်များမယ်ဘုံးချေလေးတစ်ချိတ်ပြစ်မယ်ခင်ဗျအစုံများကြည့်မှာဖြစ်ပါတယ်နေရာလေးကတော့ရေဝေးရောလေးနဲ့ရန်ကိုမိုက်ပါတယ်